အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဖုန်းနဲ့ဓာတ်ပုံရိုက်တဲ့အခါမိမိဓာတ်ပုံရဲ့အောက်မှာဖုန်းမော်ဒန်လေးပုံအောင်လောက်ထားနေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်โอเคဒါဆိုရင်တော့ကျွန်တော်ရဲ့တို့တစ်ခါကြည့်လိုက်ရအောင်ပထမဆုံးအနေနဲ့မိမိရဲ့ဖုန်းထဲမှာရှိတဲ့ကင်မရာလေးတွေကိုဝင်လိုက်ပါမယ်ပြီးရင်တော့အပေါ်ကမျှပြထားတဲ့နေရာလေးကိုနှိပ်ပေးပါတချို့ဖုန်းတွေမှာဆိုလို့ရှိရင် setting တွေကိုဝင်သွားလို့ရပါတယ်ဒီလိုမျိုးနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီအောက်နာလေးမှာ watermark ဆိုတဲ့နေရာလေးပါပါတယ်။ဒီ watermark ဆိုတဲ့နေရာလေးကိုတစ်ခါနှိပ်ပါမယ်။ဒီမှာပိုက်နေတယ်ဆိုလို့ရှိရင်ဒီဘက်ဘက်နားမှာရှိတဲ့အောင်ကိုတစ်ခါနှိပ်ပေးလိုက်ပါမယ်။ပြီးရင်တော့ဒီအောက်နာလေးမှာကိုထားရင်တဲ့ဒီဇိုင်းလေးကိုရွေးထည့်ပေးရမှာဖြစ်ပါတယ်။ကိုကြိုက်တဲ့ဒီဇိုင်းလေးကိုဒီနေရာမှာရွေးထည့်ပေးလိုက်ပါ။ Okay ပြီးရင်တော့ပြန်ထွက်လိုက်ရင်ရပါပြီ။ဓာတ်ပုံတစ်ခါကျွန်တော်ထည့်ရကြည့်ပါမယ်။တုံးလေးကိုတစ်ခါထည့်ကြည့်လိုက်ပါမယ်ဒီနေရာလေးမှာကိုယ့်ရဲ့ဖုန်းမော်ဒန်လေးပေါ်နေပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်